အမျိုးသမီးတဦးကအဖိုးအိုတဦးအားရေတိုက်ကျွေးနေသည်သူမရဲ့နူးညံ့သောပြုစုစောင့်ရှောက်မှုကြောင့်အဖိုးအိုသည်မကြာမီပင်ခွန်အားများပြန်လည်ရရှိလာသည်အဖိုးအိုသည်နေ့တိုင်းသူမနှင့်အတူဈေးဝယ်ထွက်လေ့ရှိသည်သို့သောပတ်ဝန်းကျင်မှလူများကကောလာဟလများစတင်ပြောဆိုကြတော့သည်အဖိုးအိုကဖြေရှင်းချက်ပေးရန်စ조사တော်လဲအမျိုးသမီးကတားမြစ်လိုက်သည်အမျိုးသမီးပြုစုစောင့်ရှောက်မှုဖြင့်အဖိုးအို၏အမြင်အာရုံပြန်လည်ကောင်းမွန်လာသည်ခန္ဓာကိုယ်ကျန်းမာလာသည်ကိုမြင်သောအခါအဖိုးအိုသည်အမျိုးသမီး၏လက်ကိုရဲရဲတင်းတင်းထိတွေ့လိုက်သည်သို့သောအမျိုးသမီးကရှောင်ရှားသွားသည်အမျိုးသမီးလက်ခံမှုကိုရရှိရန်အတွက်အဖိုးအိုသည်နေ့စဉ်သူမအားကော်ဖီဝယ်ပေးခဲ့သည်ဈေးဝယ်သည့်အခါသူကိုယ်တိုင်အထုပ်များကိုတည်ခဲ့သည်စားတောက်သည့်အခါအသားကိုများများစားခဲ့ပြီးအရက်ကိုလည်းရဲရဲဝံ့ဝံ့တောက်ခဲ့သည်ဤဒီမှာသူသည်ငယ်ရွယ်ပြီးခွန်အားရှိသေးကြောင်းအမျိုးသမီးအားပြသချင်သောကြောင့်ဖြစ်သည်သို့သောအမျိုးသမီးသည်အဖိုးအို၏ကျန်းမာရေးအခြေအနေကိုသိရှိနေသည်အမျိုးသမီးဂရုစိုက်မှုကိုမြင်သောအခါအဖိုးအိုသည်ကျေးဇူးတင်စိတ်ဖြင့်ချက်ချင်းပင်အမျိုးသမီးလက်ကိုဆုပ်ကိုင်လိုက်သည်ဒီတစ်ကြိမ်တွင်မူအမျိုးသမီးကအဖိုးအိုကိုမငင်းတော့ပေအိမ်သို့ပြန်ရောက်ပြီးနောက်အဖိုးအိုသည်သူစားထားသမျှအရာအလုံးကိုပြန်အန်ထုတ်လိုက်သည်သူခန္ဓာကိုယ်သည်တအားနားလန်ထူနိုင်တော့မည်မဟုတ်ကြောင်းသူသိသည်သို့တော်လည်းသူသည်သူအစဉ်ပြေနေသေးကြောင်းသက်သေပြချင်ခဲ့သည်သို့တော်မထင်မှတ်ဘဲအားအင်မရှိတော့ပေသူသည်အားအင်ကြီးနေစွာအိပ်ရာပေါ်တွင်လဲလိုက်သည်သူ၏ထိုပုံစံကိုမြင်သောအခါအမျိုးသမီးသည်တနာစိတ်ဝင်လာသည်သူမသည်အဖိုးအိုအားကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်မှုမပေးနိုင်သောကြောင့်ဟုထင်ခဲ့သည်အမျိုးသမီးသည်အဖိုးအိုကိုအပြစ်မတင်ခဲ့ပါသို့တော်ဤဖြစ်ရနောက်ပိုင်းတွင်သူတို့နှစ်ဦး၏ဆက်ဆံရေးသည်အေးဆက်သွားခဲ့သည်